နောက်တစ်ခုကတော့ကျွန်တော်ကဘာလို့ရမလဲဆိုရင်ခရုကိုနဲသွားအောင်ဆိုရင်နော်ကာကွယ်တဲ့နေရာမှာကျွန်တော်စိုက်ခင်းမှာဘာသုံးမှုလို့လဲဆိုရင်ကျွန်တော်ဓာတ်မြေဩဇာသုံးတဲ့နေရာမှာနော်ကွန်ပေါင်းမြေဩဇာနော်ကွန်ပေါင်းမြေဩဇာဆိုတာကျွန်တော်ကျွန်တော်တို့ဒီမာလမြိုင်မှာတော့ဟာလား16နော်15နောက်က plus ဟုတ်လား sulfur ပေါ့16 plus ဟာလား trace element စသဖြင့်ဒီလိုကွန်ပေါင်းမြေဩဇာလေးဒါလေးတွေကိုကျွန်တော်ကယူရီးယားနဲ့ဟာလားစပ်ပြီးတော့နော်သူ့ရဲ့သတ်မှတ်တဲ့အညွှန်းအတိုင်းထည့်ပေးမယ်ဆိုလို့ရှိရင်ပြောရင်တော့အာဟာရဆုံးကျွေးလိုက်မယ်ဆိုရင်အဲ့ဒီမြေမှာရှိတဲ့ဟာလားခရုဟာအနည်းဆုံး50နဲ့ဟာလား50ကနေ54ရာခိုင်နှုန်းဒီကကျွန်တော်တို့ရော့ကြသွားတယ်အပိုင်းမျိုးကျွန်တော်ရှိပါတယ်နော်အဲ့ဒါပြင်ကျွန်တော်ခရုကဘာကြောက်တယ်လဲဆိုရင်ထုံးကြောက်ပါနော်ထုံးဆိုလို့ရှိရင်တေကကိုပိတ်တာ150 200နော်အဲဒါကျွန်တော်ဟာလားကျဲပေးလိုက်မယ်ဆိုလို့ရှိရင်လည်းပဲဒါခရုကဟာလားအကြနေတယ်တက်တာသွားတယ်ပိုင်းရှိပါနော်အဲ့တော့ကျွန်တော်တို့ကဒီပေါက်ပွားမဲ့ဟလားခေဥယျဒါရောပါရေးအတွက်ဆိုလို့ရှိရင်ခုနကျွန်တော်တင်ပြတဲ့ဟလားအာဟာရကုန်ဟလားကွန်ပေါင်းမြေဩဇာတွေနောက်ကယူရီးယားတွေဒါကျွေးမွေးခြင်းနောက်တစ်ခါထုံးနော်ဒါထည့်ပြီးခြင်းလည်းပဲတစ်ဖက်ကခရုဥယျဟာရောပါသွားနိုင်တယ်လို့ပဲတစ်ဖက်ကစပါးသီးနှံတုတဲ့ရည်အတွက်လိုအပ်တဲ့အာဟာရပြည့်ပြည့်ဝဝနော်ပံ့ပိုးနိုင်တာကြောင့်ထွက်နှုံးကိုဒါကျွန်တော်တို့တစ်ဖက်ကထောက်ကူပြုဖြစ်ပါနော်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်ကခရုကသူ့ရဲ့ခုနပြန့်ပွားမှုဟာအင်မတန်ပြင်းမြန်ပါတယ်နော်အဲ့တော့ခရုတစ်ကောင်ကတလကိုတစ်ချိန်နော်ဥတတ်ပါတယ်အရွယ်ရောက်အကောင်ကြီးပေါ့နော်တလကိုတစ်ချိန်ဥတတ်ပါတယ်အဲတစ်ချိန်ဥမယ်ဆိုရင်လည်းပဲသူ့ရဲ့ဥက1000ကနေပြီးတော့1200အထိနော်ဥတတ်ပါအဲ့တော့သူ့ရဲ့ပွားနှုန်းကိုဒါကျွန်တော်ခံမှန်းလို့ရပါနော်အဲသူဥတဲ့လက္ခဏာကတော့ဘာရှိလဲဆိုတော့အခုနကျွန်တော်ပြောတဲ့ပန်းရောင်ဥတွေပေါ့နော်ပန်းရောင်ဥအတွဲတွေသူကဥရင်ဗမာဥလဲဆိုရင်ရေမျက်နှာပြင်ရဲ့အထက်3လက်မနော်3လက်မအထက်မှာရှိတယ်ဟလားတစ်ကိုင်းနေနော်ဒုတ်တွေနော်ဒီလိုနေရာတွေမှာတက်ပြီးတော့ဥရပါနောက်တစ်ခုကကျွန်တော်ဝလုံးရှိမဲ့ဆိုဝလုံးကောင်းနေပေါ့နော်ဒီလိုထဲတွေမှာဒါကျွန်တော်ကသူတို့ကဥရတာဒါအင်မတန်ပြောပါတယ်နော်အဲ့တော့ကျွန်တော်ကဘာလုပ်လို့ရလဲဆိုရင်နော်ဥဘောကမှာကျွန်တော်ကနော်နှိမ်နှင်းလို့ရနော်ဘာနှိမ်လို့ရဆိုရင်ဟလာကျွန်တော်ခယူကြတဲ့လယ်တွေမှာအခုနလိုဟလာတစ်ကိုင်းနေနောက်တစ်ခါဒုတ်ကလေးတွေနော်ဒုတ်တွေဒါတွေထောင်ပေးနော်ထောင်ပေးထားလိုက်တယ်ထောင်ပေးထားလိုက်မယ်ဆိုရင်ဒါသူတို့ကဥပြီဆိုဒီပေါ်မှာပဲတက်ဦးအဲ့တော့ဥတဲ့အချိန်မှာနော်ဒီဥတွေကိုနော်ကျွန်တော်တို့ကယူပြီးတော့တခါတည်းဟလာဖြည့်ဆည်းလိုက်နိုင်ခြင်းဟာဒါကျွန်တော်အထီရောက်ဆုံးဒါကျွန်တော်ကပုတ်တင်နေနေနိုင်ပြီဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်အကောင်တွေလိုက်ပြီးတော့ဒီကောင်ချင်းကောက်နေမဲ့အစားနော်တနေရာထဲမှာရှိတဲ့ဥနော်ဟုတ်လားတကောင်ကနေထွက်လာတဲ့ဥဟုတ်လား1200ကိုဒါကျွန်တော်ကဟာသုတ်တင်လိုက်ခြင်းအပြင်နော်ပွားလာမဲ့ဟုတ်လားကြီးလာမဲ့1200နော်အကောင်1200ကာကော်ပြီးသားဖြစ်ပါအဲ့တော့အထီရောက်ဆုံးကျွန်တော်ကတင်နေနိုင်မှုကတော့ဥကနေစမှာဖြစ်ပါနော်အဲ့တော့ဥကကျွန်တော်စောစောကပြောသလိုပဲကျွန်တော်ဟုတ်လားပန်းရင်အောင်ရှိမယ်ပန်းနုအောင်ရှိမယ်ကြည့်လိုက်ရင်ကျွန်တော်လှပါနော်အင်တာလှပါတယ်တီလဲတီတာပါနော်အဲ့တော့ဒါလေးတွေကျွန်တော်ကခုနပြောတဲ့နီးလေးတွေနဲ့ဟလာတာဥကိုကျွန်တော်သုတ်တင်လို့ရပါနော်နောက်တစ်ခုကတော့ကျွန်တော်ကခယူမှာသူ့ရဲ့မျိုးပွားမှုပွားများမှုကိုကျွန်တော်ထိမ့်မိတဲ့ဟလာသဘာဝနော်တားရဲကောင်နော်သဘာဝရန်သူတွေကျွန်တော်ရှိပါနော်အဲ့ဒါရောက်တော့ဗာတွေလဲဆိုရင်ဟလာပယောစိတ်အနီနော်ပယောစိတ်အနီနောက်တစ်ခါစောစောကကျွန်တော်ပြောတဲ့ဟလာဘဲပေါ့ဗျာနော်နောက်တစ်ခါဝက်ပေါ့နော်ဘဲဝက်နောက်တစ်ခါဟလာငှက်နော်ငှက်ပြီးရင်ကျွဲ့နော်ဒါတွေကဟလာကျွန်တော်ကခယူရဲ့ခုနဟလာပေါက်ဖွားမှုကိုဒါထိန်းချုပ်ပေးတဲ့သဘာဝနော်ဟန်တာတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဘာလုပ်လို့ရလဲဆိုရင်ဟလာအခုနပယောစိတ်တွေရောက်လဲဟလာဒီကဥဟလာဥတွေကဟလာပျက်စီးတတ်ပါတယ်နော်နောက်တစ်ခါအကောင်ငယ်လေးတွေဆိုလို့ရှိရင်ဟလာအခုနငါးစားပါငါးကလည်းပဲစားတယ်နော်ငါးကလည်းစားတယ်အဲ့တော့အကောင်ငယ်တွေဆိုရင်ဟလာငါးကျွေးလို့ရတယ်နောက်တစ်ခါကျွန်တော်တို့ဟလာကြက်ကျွေးလို့ရတယ်ဘဲကျွေးလို့ရတယ်နော်နောက်တစ်ခါသူ့တဲ့အကောင်ကြီးတွေကြရင်တော့ဟလာဒီဝက်တို့ဟလာဘဲတို့အကောင်ကြီးတွေကြတော့သူကမစားနိုင်တော့ဘူးမစားနိုင်တဲ့ခါကျတော့အကောင်ကြီးတွေကြရင်တော့လူကကောက်မယ်ကောက်ပြီးတာနဲ့ဟလာဒီအကောင်ကြီးတွေကိုဟာခုနလိုဟလာဒုံးနဲ့ဖြစ်ဖြစ်ဟလာတူနဲ့ဖြစ်ဖြစ်ဟလာထုချေပေးမယ်ထုချေပေးပြီးကျွေးမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဟလာဒါဒီတိရစ္ဆာန်တွေအတွက်နော်ဟိုပြောရင်တော့အသာရပြည့်သွားတဲ့ဟ
ဟာရတွေကျွန်တော်ရကုန်မှာဖြစ်ပါတယ်နော်အဲ့တော့တစ်ဖက်ကကျွန်တော်ကငါးမှုမြူရေးတို့တစ်ဖက်ကကြက်တို့ဘဲတို့နောက်ဝက်တို့မွေးမြူရေးတို့ဒါတွေမှာကျွန်တော်ကအသုံးဝင်တဲ့အတွက်နော်တစ်ဖက်ကနှိမ်နှင်းနိုင်တယ်လို့တစ်ဖက်ကလည်းပဲအကျိုးရှိတဲ့လုပ်ငန်းတွေလုပ်ခိုင်းနိုင်သွားတယ်ဆိုတာကိုကျွန်တော်တင်ပြလိုပါတယ်နော်အဲ့တော့တစ်ဖက်ကနှိမ်နှင်းကာကွယ်ရေးပေါ့နော်ဒီလိုကျွန်တော်လုပ်သွားနိုင်တဲ့ပိုင်းတွေရှိပါတယ်အဲ့တော့နောက်တစ်ချက်ကတော့ကျွန်တော်ကခယူးကအားလုံးစောစောကကျွန်တော်တင်ပြတဲ့အတိုင်းပဲသူကလူရဲ့ခုနစားသုံးပုံအနေနဲ့ဒါကျွန်တော်စားလို့သုံးလို့ရပါတယ်နော်လူစားသုံးပုံမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာပြည်မှာအစတွေကကျွန်တော်တို့ငယ်စဉ်ကာလဆိုရင်နေခယူးဖင်ရှည်တို့နောက်တစ်ခါကျွန်တော်တို့ဂုံးတို့ရောက်သွားတို့ဒါတွေကကျွန်တော်တို့မြန်မာပြည်သူလူထုကဒါကျွန်တော်စားနေကြနော်သုံးနေကြပစ္စည်းတွေဖြစ်ပါတယ်အဲ့တော့ဒီခယူးခုနရွှေခယူးကလည်းပဲဒါကျွန်တော်တို့ကပြည်တွင်းမှာနော်သောသောကပြောသူလိုပဲပြည်တွင်းစားအနေနဲ့ဒါတွင်းလာတာဖြစ်တဲ့အတွက်လူတွေစားသုံးလို့ရတယ်ဆိုတဲ့အချက်ကိုဒါကျွန်တော်တို့သတင်းပေးလို့ပါနော်အဲ့တော့ဒီဟာကကျွန်တော်တို့ဒီတောင်အမေရိကတိုက်မှာဒီလိုပဲဒေသကနေစားတယ်ထို့အတူပဲရောဘတ်တိုက်ဆိုလို့ရှိရင်လည်းပဲဒီပြင်သစ်တို့ဂျာမနီတို့စပြီနော်ဒီလိုနေရာတွေမှာတကယ်ကိုအထူးဟင်းပွဲအနေနဲ့ဒါကျွန်တော်တို့စားနေတာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ဒီရွှေခီးကပြည်တွင်းမှာလည်းပဲကျွန်တော်ကစားလို့ရပါတယ်နော်အဲ့တော့ကျွန်တော်တို့တောင်သူလယ်သမားများကျွန်တော်တို့ကြီးလက်နေပြည်သူများနော်ဒီရွှေခီးကိုစားလို့ရပါတယ်ဆိုတာကိုဒါကျွန်တော်ရဲအာမခံပြီးတော့ကျွန်တော်ကြော်ညာလို့ပါနော်အဲ့တော့စားလို့ရတယ်ဆိုတာဘာလဲဆိုတော့သူ့မှာကခယူးမှာကဘာလဲဆိုရင်နံပါတ်1ကျွန်တော်ကာဘိုဟိုက်ဒရိတ်နော်နံပါတ်2အဆီနော်နံပါတ်3ပရိုတင်းနော်ပရိုတင်းအသားဓာတ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ကသူ့ရဲ့minerals ပေါ်တဲ့ဓာတ်သတ္တုတွေမှာလည်းသူကမီးစုံတို့ပြာတို့စသဖြင့်နော် potash တို့ပေါ့နော်ဒီလိုအာဟာရစုံလုံးလင်းပါတဲ့အတွက်နော်ဒါကျွန်တော်တို့စားလို့သုံးလို့နော်အင်မတန်တန်ဖိုးရှိတဲ့အာဟာရဖြစ်ပါတယ်နော်အဲ့တော့စားဖို့တော့စားသုံးနေရတော့နံပါတ်1ကျွန်တော်တို့ကတုတ်စားလို့ရတယ်နော်တုတ်စားလို့ရတယ်အဲ့တော့ဒီခယူးဟမ်းမယ်ပြီးရင်အနေနဲ့15မိနစ်20လောက်ကျွန်တော်အကျက်ပြုတ်မယ်ပြုတ်ပြီးတာနဲ့သူ့ရဲ့အသားကိုကျွန်တော်ထုတ်မယ်နော်ထုတ်တဲ့နေရာမှာထိတ်ကကျွန်တော်ပါဇက်ကမာတယ်ပါဇက်ကိုဖြုတ်မယ်ဥတွေပါရင်ဥတွေဖယ်မယ်ဥတော့မစားနဲ့ပေါ့နော်ဥမစားနဲ့ဖယ်မယ်ဖယ်ပြီးနောက်ပိုင်းအသားကခုနပန်းနူရောင်အသားတို့နုနှစ်ရောင်အသားကနူးညံ့ညံ့လေးတွေပါဒါလေးတွေပါလှီးပြီးတော့ကျွန်တော်တို့ကရှောက်ရည်တံမယာရည်ဆမ်းမယ်ရှောက်ရွက်တို့နောက်တစ်ခါပဲမှုန့်တို့နောက်တစ်ခါဟင်းကမှုန့်တို့နော်ပြီးလို့ရှိရင်ခုနနောက်တစ်ခါကျွန်တော်တို့ပေါ့နော်နောက်တော့စားပေါ့နော်စီပေါ့စားတယ်ဒါကျွန်တော်တို့ဒီလိုတုတ်စားရင်လည်းပဲဒါကျွန်တော်တို့ကပြောမယ်ဆိုရင်အမီးကောင်းတစ်ခွက်ပေါ့နော်ပြောရင်တော့ဘီယာကြိုက်တဲ့လူများနော်အမီးကောင်းတစ်ခွက်ကျွန်တော်တို့ရနိုင်ပါတယ်ဆိုတာဒါကျွန်တော်ပြောလိုပါတယ်နောက်တစ်ခုကျွန်တော်တို့ကအင်းအောင်ရှင်မများအတွက်ဟင်းကောင်းတမယ်နော်ဟင်းကောင်းတမယ်အနေနဲ့ဆိုရင်ဒီထွက်လာတဲ့အသားကိုကျွန်တော်တို့ကကစွန်းရွက်မုံညင်းနောက်တစ်ခါကိုက်လန်ကော်ဖီတို့ပန်းကော်ဖီစသဖြင့်ဒါတွေနဲ့ရောပြီးတော့အစိမ်းကြော်စားလို့လည်းရပါတယ်နော်နောက်တစ်ခုကဒီအသားကိုပဲကျွန်တော်ကစုပ်ပြုတ်ဟင်းကြိုပေါ့နော်ဒီလိုလုပ်ပြီးတော့စားမယ်ဆိုလို့ရှိရင်လည်းစားလို့ရတယ်ဆိုတာကိုဒါကျွန်တော်သတင်းပေးလို့ပါတယ်အဲ့တော့ဒါကျွန်တော်ကတစ်ဖက်ကဖြတ်ပိုးဆိုမယ်လို့နော်တစ်ဖက်ကအသုံးဝင်မယ်ဆိုလို့အသုံးချမယ်ဆိုရင်အသုံးချနိုင်တဲ့ပစ္စည်းဖြစ်တယ်ဆိုတာကိုဒါကျွန်တော်တင်ပြလိုပါတယ်အဲ့တော့ဒီနေ့ဒီချိန်ခါမှာကျွန်တော်တို့ကချင်ပြည်နယ်တို့ရှမ်းပြည်နယ်တို့နော်ခယူးတွေရှိပင်ရှိ냐တော့လည်းပဲခယူးပြဿနာမတက်တော့ပါဘူးနော်ဘာကြောင့်မတက်လဲဆိုတော့ဒီဒေသတွေမှာအဲ့ဒီလိုစားတောက်တတ်တဲ့ဒလိစားတောက်တတ်တဲ့အကျင့်ကဒါရရှိပြီးဖြစ်သွားပါအဲ့တော့ကျွန်တော်အောက်ပြီးအောက်ရက်ကတော့ဝင်လာတာလည်းမကြသေးဘူးဒါကိုလည်းတချို့စားအောင်မသိဘူးဆိုတဲ့အခါကျတော့နော်မစားတဲ့အတွက်ဒါဖြစ်နေတာဖြစ်ပါ